မင်္ဂလာပါရှင်ယူဒါရီမှာတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့လုပ်ငန်းတစ်ခုကိုပြုလုပ်ဖို့ကြောက်ရွံ့နေတဲ့လူငယ်များအတွက်တတိထားစရာအချက်တွေကိုပြောပြပေးသွားမှာပါစီးပွားရေးတစ်ခုစတင်ခြင်းပေမဲ့မမစမလဲဘသူကိုပေးမလဲဆိုတာတွေတွေးနေတာထက်ဥစွာပထမကိုလုံးမဲ့စီးပွားရေးကိုလေ့လာပါသင်ယူပါမှတ်သားပါအရှုံးတွေဖြစ်ခဲ့ရင်တော့သင်ခန်းစာယူလိုက်ပါမအောင်မြင်မှုဆိုရင်ဘာဖြစ်မလဲဆိုပြီးမင်းစိတ်ထဲမှာစိုးရင်နေသလားအဲ့ဒီကြောင့်စိတ်ကိုအားလုံးကြုံမှုတယ်မင်းတယောက်တည်းမဟုတ်ပါဘူးဒါပေမဲ့မင်းသိတဲ့နာကအောင်မြင်သူတိုင်းဟာကြောင့်စိတ်ကိုကြော်ဖြတ်ပြီးစတင်ခဲ့တဲ့သူတွေပါပဲမင်းရဲ့စီးပွားရေးကစစ်မှန်တဲ့ idea မဟုတ်ပဲစစ်မှန်တဲ့ first step ပဲလိုတယ်။စိတ်ကူးရပြီဆိုရင်စတင်ပါ။ဘာမှမဖြစ်နိုင်ဘူးလို့ထင်ရင်တောင်လုပ်ကြည့်ပါ။ perfect plan မရှိရင်တော့တခြားသူတွေကပြောမယ်လို့ထင်ပြီးကြောက်နေရင်တော့စတင်လိုက်ပါ။မမှားပါဘူး။ကြောက်နေတဲ့စိတ်ဆိုတာကိုမထားပဲမင်းလုပ်ချင်တာကိုဖြစ်အောင်လုပ်ဖို့အခုပဲစတင်လိုက်ပါ။အခုလေးတင်စတင်ပါ။အနာဂတ်ကိုမင်းအတွက်တည်ဆောက်ဖို့ကြောက်နေတဲ့စိတ်ရဲ့နောက်ကမင်းအောင်မြင်မှုရှိနေရဆိုတာမမေ့ပါနဲ့။